တွေရဲ့စကားရှားရောက်မိရင်တော့တကယ်ကိုမာပြီမတတ်နိုင်ရှင်တွေပဲထိုင်မိုင်ကညီးကြွနေဖို့ကိုတော့အလိုမရှိဘူးအားရရှိနေလေခန္ဓာရဲ့ခွန်အားအတိတ်တဖန်ပေးနိုင်သူကိုတော့ရှင်တပါးသာအတွင်လူခိုင်ခန့်စေတာသူသာလင်းမရှိမဖြစ်ပါပဲလုံးနေတာသခင်ပါပဲအခြေအနေတွေသမ္မာကိုတော့ရှင်ရှိနေတယ်ဘယ်လိုခက်ခဲတွေရင်ဆိုင်ကြောင်းတွေ့ရပါစေကိုညီကလမ်းပြတယ်အောင်မြင်ခြင်းပဲကိုတော့တပါရီသာကျွန်တော်ရဲ့ကိုခွေရဟာလေလုယာဒီနေ့စပ်တော့မှာတင်းရလောမဲ့လောက်ကတော့တင်းလို့စမှာချန်တဲ့ကိစ္စဘုရားခင်အကုန်တာဝန်ယူသွားနိုင်မယ်မဖြစ်နိုင်တဲ့ຢာတွေကိုဘုရားခင်အခုဖော်ပြနိုင်မယ်ပြဆွဲနေမြစ်တိကိုဘုရားခင်ထုတ်ဖော်ခိုင်းနိုင်မယ်မဖြစ်နိုင်ဘူးဆိုတဲ့လူတွေရဲ့စကားနာရောက်မိရင်တော့တကယ်ကိုမာပြီမတတ်နိုင်ရှင်တွေပဲအထိုင်မိုင်ကညီးကြွနေဖို့ကိုတော့အလုံးမရှိဘူးအားရရှိနေတိုင်းခန္ဓာရဲ့ခွန်အားအတိတ်တဖန်ပေးနိုင်သူကိုရောရှင်တပါးသာအတွင်လူခိုင်ခန့်စေတာသူသာလင်းမရှိမဖြစ်ပါပဲလုံး